မင်္ဂလာပါဒီနေ့လောက်သမားမျိုးတွေကိုကျွန်တော်သတိတွေတစ်ခုလာပေးချင်တာပေါ့နော်ဒီတော့ဒီသတိကတော့အများအဖြစ်တော့အမြဲတမ်းကိုလူတိုင်းကြုံတွေ့နေကြရပါတယ်ပြီးတဲ့ခါကျမှကျွန်တော်ထောက်ထားရှိရတဲ့ဖန်ခံလေးရတယ်တန်ငွေဆောင်လေးရတယ်ပတ်စံပေးလေးရတယ်ဆိုပြီးတော့ပေါ့နော်အဲ့ဒါလေးတွေကိုမကြာခဏကျွန်တော်တို့ကြုံတွေ့နေရတာကိုတွေ့ရပါတယ်နော်ဒီတော့အလောက်သမားမျိုးတွေဒီကနေ့နော်ဒီဗီဒီယိုဖိုင်လေးတော့တိုးလိုရင်းပေါ့နော်ကျွန်တော်ပြောပြပါမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ထိုင်းနိုင်ငံရွှေ့ပြောင်းလုပ်သမားတွေဒါတွေကိုမသိထားဘူးဆိုလို့ရှိရင်ဒါမျိုးလဲအေးအေးယူလို့ရတာပဲလားဒါမျိုးလဲဖမ်းလို့ရတာပဲလားဆိုတာမျိုးတွေတခါသူတို့ကိုသွားပြီးတော့အပြစ်တင်နေပါအောင်ပဲပေါ့နော်ဒီတော့ထိုင်းနိုင်ငံရဲ့တီဆဲဥပဒေအရာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဘယ်ကိုပဲသွားပေါ့နော်ကိုအခန်းနေပြီးတော့လက်တလှမ်းမှာပဲဈေးသွားဝယ်ဘယ်နေရာမှာပဲသွားဝယ်ပေါ့နော်အပြင်မှာကျွန်တော်တို့သူတို့ရဲ့အာဏာပိုင်တယောက်ကနေပြီးတော့သူတို့အထောက်ထောက်တောင်းကြည့်လို့ကိုကမပြနိုင်ဘူးဆိုရင်အပြစ်ရှိလားဆိုတာပေါ့နော်အဲ့ဒါလေးကိုဒီနေ့ကျွန်တော်လာရောက်ပြီးတော့ရှင်းပြပေးတော့မှာဖြစ်ပါတယ်နံပါတ်1တစ်ချက်အထောက်ထားတကယ်အမှန်ကန်ရှိနေတော့ညာလဲအထောက်ထားတကယ်အမှန်ကန်ရှိနေတော့ညာလဲအပြစ်ရှိလားဒဏ်ငွေဆောင်ရမလားဆိုတာကိုတော့ကျွန်တော်ဒီကနေ့အဖြူလားအမဲလားကိုကျွန်တော်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့တကယ်တော့သူ့ရဲ့ဥပဒေအရာဆိုရင်ပေါ့နော်ကျွန်တော်တို့အပြင်ကိုထွက်သွားတာခဏလေးပဲဖြစ်ကိုအခန်းမှာပဲကိုနေတာပဲဖြစ်သူတို့တောင်းကြည့်တဲ့ချိန်မှာကိုကမပြနိုင်ဘူးဆိုရင်နော်မပြနိုင်ဘူးဆိုရင်အပြစ်ရှိတယ်နော်ဒဏ်ငွေ1000ထက်မကျော်တော့ဒဏ်ငွေကိုဆောင်ရနိုင်ပါတယ်အထောက်ထားရှိတော့ညာလဲပဲနော်ဒီကြားထဲမှာကိုကမပြနိုင်လို့အထောက်ထားမရှိဘူးဆိုရဲစခန်းခေါ်သွားရင်လည်းကိုကခံရအောင်မယ်ဒီကြားထဲမှာနော်ဒါလေးတွေဒီတော့ကျွန်တော်တို့အမြဲတမ်းဒီအထောက်ထားတွေကိုတော့ကိုမှရှိတဲ့အထောက်ထားတွေကိုယူသွားရမယ်နော်ယူသွားပြီးတော့ဘယ်နေရာကိုပဲသွားနီးပဲသွားဝေးသွားသူတောင်းကြည့်တဲ့ချိန်မှာကိုမပြနိုင်ဘူးဆိုရင်သွားပြီတာသူ့ဥပဒေကိုသွားရောက်ပြီးတော့ကျူးလွန်တာဖြစ်သွားပြီနော်အချိန်တိုင်းသွားလာတဲ့နေရာမှာကျွန်တော်နေတာပဲဖြစ်ဝေးတာပဲဖြစ်သွားတဲ့နေရာမှာအမြဲတမ်းအထောက်ထားတွေကိုယူသွားပါထောက်ထားတွေကိုကင်ဆောင်သွားပါဆိုတာကိုကျွန်တော်ဒီနေ့လာရောက်ပြီးတော့သတိလာပေးပါတယ်အပြစ်ရှိတယ်နော်1000တည်းမကျော်တော့ဒဏ်ငွေဆောင်ရမှာဖြစ်ပါတယ်2000တောင်းနဲ့3000တောင်း4000တောင်းနဲ့ဆိုလုံးဝမပေးပါနဲ့ဥပဒေအရပါနော်အဲ့တော့ကိုကဖမ်းခံရပြီဆိုကြပါစို့ကိုခေါ်သွားပြီဆိုကြပါစို့ကိုကတငယ်ချင်းတယောက်ရောက်နေတော့လကောင်းကိုရဲ့အုတ်ထိန်သူတယောက်ကိုဖုန်းလေးဆက်ပြီးတော့ပြန်ပြောလိုက်တယ်โอเคကျွန်တော်ဒီမှာဖမ်းခံနေရတယ်ကျွန်တော်ရဲ့ passport ယူလာပေးပါအောင်ကျွန်တော်ရဲ့CI ယူလာပေးပါအောင်ကျွန်တော်ရဲ့ work permit ယူလာပေးပါအောင်ဆိုပြီးတော့ကိုကဆက်ပြီးတော့ပြောတော့ညာလဲပဲတကယ်တမ်းကျတော့ကိုတောင်းကြည့်တဲ့ချိန်မှာကိုမပြနိုင်တဲ့အတွက်ကြောင့်ဒါတန်ငွေဆောင်ရတော့မှာဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့ထိုင်းနိုင်ငံမှာရှိတဲ့ရွှေ့ပြောင်းအလုပ်သမားတွေပေါ့နော်ကျွန်တော်တို့အထောက်ထားကိုလက်ဝဲကင်ဆောင်ထားခြင်းမရှိတဲ့အတွက်ကိုအပြစ်ရှိတယ်ဆိုတဲ့သဘောမျိုးနဲ့သူတို့တွေကဒါမျိုးတွေလုပ်ပါလေခါလေးတဲ့ဥပဒေကတော့စိတ်ညစ်တာပေါ့ဗျာဒါပေမဲ့ဘယ်လိုလုပ်မှာလို့သူတို့နိုင်ငံမှာနေတော့ကိုကသူတို့နိုင်ငံရဲ့ဥပဒေကိုကိုကလိုက်နာရမှာပေါ့ဗျာမဟုတ်လားဒါတော့သဘောတဘာဝပါပဲဘယ်လိုလုပ်မှာတော့နော်ဟုတ်ကဲ့ဒီတော့အလုပ်သမားတွေအနေနဲ့ပေါ့နော်ဒီကနေ့ဒီချိန်ကြီးကျွန်တော်တို့ထိုင်းနိုင်ငံမှာနေတယ်ဆိုရင်တော့သူတို့နိုင်ငံကိုဟုတ်လားကိုကဥပဒေကိုကိုကကြော်လို့မရဘူးလေနော်သူတို့က okay ဒီလိုချမှတ်ထားရင်ဒီလိုပဲသွားရမှာပဲဟုတ်ပြီနော်နံပါတ်1နံပါတ်2ဒါဆိုလို့ရှိရင်အထောက်ထားတွေကတဟေးသိမ်းထားတယ်ဆိုရင်တော့၎င်းအထောက်ထားတွေကိုကျွန်တော်တို့ပွဲစားလက်တွေကိုအပ်ထားတယ်အေဂျင့်တွေလက်တွေကိုအပ်ထားတယ်တက်တန်ဆက်ဖို့အတွက်ဆိုရင်တော့၎င်းပေါ့နော်အဲ့ဒါဆိုလို့တောင်းကြည့်ကျွန်တော်ပြဖို့မရှိဘူးဆိုရင်ဘယ်လိုလုပ်မလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့မိတ်တူတွေကူထားပါပြစ်နိုင်မှာဖုံးနေပဲရိုက်ထားတာပဲဖြစ်အမြဲတမ်းကိုအထောက်ထားတစ်ခုကိုမိတ်တူအမြဲတမ်းကူထားပါ2စုံဖြစ်3စုံဖြစ်တစားအောင်မှဘယ်တော့မှမပေးရပါဘူးအဲ့ဒါလေးကိုကျွန်တော်တို့သိမ်းထားမယ်သိမ်းထားပြီးလို့ရှိရင်အမြဲတမ်းကိုလက်ထဲမှာကင်ဆောင်ဖို့လည်းလိုအပ်သေးတယ်တချို့တွေကပေါ်ဆဆနဲ့သွားတော့ဖြစ်လာတယ်ဘာဖြစ်လဲပတ်စံ300ရဖို့ကျွန်တော်အသေးအတန်ကိုရှာနေရတဲ့ဒီခစ်ဒီခါကြီးထဲမှာဟာလားလွယ်တာမဟုတ်ဘူးဗျဒီခစ်မှာဟုတ်ပြီနော်ဒါကြောင့်မို့လို့အလုတ်သမားတွေအနေနဲ့ဒါလေးကိုကျွန်တော်လာရောက်ပြီးတော့သတိပေးခြင်းဖြစ်ပါတယ်တချို့တော့လူတွေရတဲ့ကျွန်တော်တို့ရွှေ့ပြောင်းအလုတ်သမားတွေကမြန်မာကျွန်တော်တို့အပြင်ထွက်ပြီးဆိုတာနဲ့ဘယ်လိုပြောမလဲတနခါတွေပောက်ခွဲကြားတွေနဲ့လုံကြီးနေနဲ့ထမိန်နေနဲ့အဲ့လိုသွားတဲ့အခါကျတော့လေအဲ့ဒါပို့ပြီးတော့လဲအန်ရည်များတာပေါ့ဗျာနော်ဟုတ်ကဲ့ဘလို့ပဲဖြစ်ဗျာအထောက်ထားတော့ကိုလက်တမှာအမြဲတမ်းကင်ဆောင်ထားပါဒီတော့တကယ်လို့များနော်ကိုလက်တမှာမကင်ဆောင်ထားဘူးဆိုရင်အပြစ်ရှိပါတယ်အထောက်ထားရှိတော့ညာလဲပဲကိုသူတောင်းကြည့်တဲ့ချိန်မှာကိုမပြနိုင်ဘူးဆိုရင်ဒါအပြစ်ရှိပါတယ်နော်ဒါလေးကိုဒီနေ့လာပြောခြင်းဖြစ်ပါတယ်နောက်ပြီးတော့ကိုလက်ထက်မှာမရှိဘူးဆိုတဲ့အထောက်ထားတွေကတော့ဒါတော့မိတ်တူကူတာပေါ့တခါကြတထေးသိမ်းထားပြီးရင်တော့လကောင်းအကြောင်းစုံတရားရှိရင်တော့လကောင်းမိတ်တူအမြဲတမ်းသိမ်းထားပါမိတ်တူကိုပြနိုင်ရင်လည်းကိုဒါရီတန်ကိုဆောင်ကြအကြောင်းမရှိပါဘူးနောက်တစ်ခုကကြတော့ကျွန်တော်တို့အထောက်ထားရှိနေရဲ့သားနဲ့သူတို့ကဖမ်းပြီးတော့ပတ်စံညှစ်တာတို့ပတ်စံတောင်းတာတို့တောင်းပိုင်ခွင့်မရှိဘူးနော်ကိုပြရတယ်လည်းအချိန်မှာနော်ကိုမှထောက်ထားရှိတယ်ကိုပြပြလိုက်ပြီးโอเคပါရှိတယ်โอเคပြပြလိုက်ပြီးဒါမှပတ်စံတောင်းနေဆိုတော့လုံးဝမပေးပါနဲ့
လုံးဝပေးတဲ့အကြောင်းမရှိဘူးအလုပ်သမားကုညီပေးနေတဲ့ဖွဲ့စည်းတွေတန်ရာရှိဖွဲ့စည်းတွေနော်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့အလုပ်သမားကုညီပေးနေတဲ့အစားအဖြစ်ပေါ့နော်အဲ့ဒီအဖွဲ့အစည်းတွေကိုကြိုအကြောင်းကြားပြီးတော့ပတ်စံပြန်လဲတောင်းယူရမှာဖြစ်ပါတယ်တကယ်လို့မတရားငွေညစ်ခံရတယ်ဆိုရင်ပေါ့ဗျာမဟုတ်ဘူးလားအဲ့တော့ကိုကသူညစ်တဲ့ချိန်မှာကိုဘာမှလုပ်လို့မရအောင်သူလုပ်တဲ့ခါကျတော့တကယ်လို့ညစ်ပြီးတဲ့နောက်ပိုင်းပတ်စံညစ်ပြီးနောက်ပိုင်းထွက်လာတာနဲ့ချက်ချင်းအကြောင်းကြားပါအဖွဲ့အစည်းတွေအများကြီးရှိပါတယ်နော်ဟုတ်ပြီနော်ဒီကနေ့ကျွန်တော်အထူးသတိပေးချင်တာကတော့အထောက်ထားတွေမှန်သမျှသည်ကိုယ့်လက်ထဲမှာအများတန်းရှိရမယ်ထောက်ထားတယ်ကိုယ့်လက်ထဲမှာမရှိဘူးဆိုရင်အပြစ်ရှိတယ်နော်ဟုတ်ပြီနော်ခဏကြာဟိုလွန်ခဲ့တဲ့နေ့တော့မျိုးရွေးပြီးတော့လက်ဘေးမှာဆွဲပြီးတော့အမိုက်လဲတာမျိုးလက်ဘေးမှာဆွဲပြီးတော့ဗာလဲဟိုဓမင်းချက်တာမျိုးလက်ဘေးမှာဆွဲပြီးတော့အိတ်တာမျိုးတွေလည်းမလုပ်ကြနဲ့အောင်နော်ကျွန်တော်တို့မျိုးတွေဒီတော့တစ်ခါလေကြာလို့ရှိရင်လည်းကျွန်တော်တို့လူများနိုင်ငံမှာနေတယ်ဆိုတဲ့အခါကျတော့ဗျာတစ်ခါလေကြာတော့ဒီလိုပဲနေရတာပါပဲเนาะအဆင်မပြေလဲပြေအောင်နေရတာပါပဲဘာကြောင့်လဲဆိုတော့ကိုယ်နိုင်ငံရဲ့အခုမှတိုးတက်ကစားကိုယ်နိုင်ငံကမဖြုံပြိုးသေးတဲ့အတွက်ကြောင့်ဒါကြောင့်မလို့လူများနိုင်ငံမှာတီးခံပြီးတော့လာလောက်ရတာပေါ့ဗျာเนาะโอเคကောင်းပြီဗျာဒါကတော့ဒီကနေ့လာပြီးတော့သတိပေးခြင်းကတော့အမြဲတမ်းအထောက်ထားကိုလက်ထဲမှာကင်ဆောင်တာပါမကင်ဆောင်တာဘူးဆိုရင်အာနာပိုင်နေစစ်ဆေးတဲ့ခါကျရင်1000တဲ့မကြော်တော့တံဝေးကိုဆောင်းနိုင်ပါတယ်ဆိုတဲ့အကြောင်းလာရောက်ပြီးတော့ဟိုအလုပ်သမားမျိုးတွေကိုသတိလာပေးခြင်းဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါเนาะ